ယူကရိန်းနဲ့ဂျန်ရှင်အပတ်နဲ့ collaboration လုပ်ပြီးထုတ်ထားတဲ့ကြိုးလေးပေါ့နော်ဒီကောင်လေးကသူ့ရဲ့ highlight feature တွေအများများတယ်ကျွန်တော်တခုချင်းစီတေချာချင်းပြရမှာနော်နံပါတ်1က e-mail ကချစ်ပါတယ် e-mail ကချစ်ဆိုတော့ဖုန်းအားသွင်းတဲ့ခါကျရင်စစ်ဖြစ်ဖြစ်နဲ့အားသွင်းလို့ရတာမျိုးပေါ့နော်ပြီးရင်ဒီကောင်100 watt ထိ full support လုပ်တယ် data အနေနဲ့480 MB ထိရတာပေါ့နော် C2C PD 3.1 ထိ full support လုပ်တယ်ဒီ bandage ပေါ့အားသွင်းတဲ့အချိန်ဒီအတွင်းထုံးထုတ်တဲ့အချိန်ကိုအချိန်ပေါင်း1000ကျော်ထိခံနိုင်ရရှိတယ်အကောင်လေးကတော်တော်မိုက်တယ်ဥစ္စာနိုင်မယ်ဒီကောင်ကရှူရှောင်လားပါလားဆိုတော့ကျွန်တော်ဒီချာလေးစမ်းပြမယ်နော်100 watt အပြည့်တက်လားမတက်လား support လုပ်လားမလုပ်လားဆိုတော့စမ်းပြမယ်ဒီကောင်တစ်ဖက်မှာ Junction Impact ကောင်းတစ်ဖက်မှာ Ukraine ကောင်းပေါ့နော် Okay ဒီမှာစမ်းနေပြီစနေပြီနော်44 49 56 61 68 92 95 99 99 99တရမရှိ100 watt အိုးဒီကောင်လေးကတကယ်ပဲသူရေးရတဲ့အတိုင်းပဲ100 watt အပြည့်တက်တယ်နော်ဒီမှာနော်